တိထားမှာတော့ မင်္ဂလာပါရှင် ဖခင်ကန်းကို ဆင်ထားသောပုံရိပ်ကလေး လိုက်ကလေးဆွဲပြီးတော့မြတ်စွာဘုရားကိုဖူးခြင်းတဲ့အခါဘုရားကြောင်းသွားဖူးရတယ်လို့ဖခင်ကန်းနဲ့ဝิญဉ်တဲ့အခါလေးမှာတလေးတစားဖြစ်အောင်တော့အဲ့လိုတော့လုပ်တင်တာပေါ့ဘုရားရှိမှကိုယ်ကထိုင်မိတာတို့ကြောပေးထိုင်မိတာတို့မဖြစ်ရအောင်ဒီဖခင်ကန်း ဖះရှိမှလိုက်ကလေးလိုက်ပတ်တင်ရှင်လေးတခုကာတာကိုယ်စိတ်ထဲမှာ မှတ်ရတာ ဖះစီသွားအောင်မယ်ဖះကြောင်းသွားအောင်မယ်ဆိုချက်ချင်းရောက်သွားတာပေါ့ ဖခင်ကန်းလေးကိုလေ ဘုန်းကြီးကြောင်းတစ်ယောက်သွားနေမလွယ်ဘူးလေ ဝိုင်းတရပူ အဲ့တော့ကိုယ်အိမ်မှာကိုယ်ဝယ်ထားတဲ့ဖះကြောင်းတော်လို့စိတ်ထဲမှာထားပြီးဖះကြောင်းသွားအောင်မယ်ဆိုရင်သွားလိုက်တာအဲ့ဒါပို့ပြီးတော့ကုသိုလ်ရစရာရှိ ခန်းစည်းလိုက်က ကုသိုလ်ရတယ်ဆိုတာအရေးကြီးတဲ့ intention လူတွေရဲ့စိတ်ဆန္ဒစိတ်တွေပေါ်လာ တရားထိုင်ရ မတ်တမဲ့လုံးပြီးလို့ရလုံးနေတာအတ္တမဇာနာကတ္တကုသိုလ်လို့ခေါ်တဲ့သူ ပီတိဖြစ်ရပါတယ်ရှင် အဲ့ဒီကတ္တကံလို့ဖြစ်သွားတယ်မတ်တမဲ့တွေလောက်တာလေ ကိုယ်တိုင်လဲ အဲ့တော့ကုသိုလ်လုံးရင်မတ်တမဲ့မလုံးနဲ့အမတ်တရားလေးပဲလုံး ရပါတယ်ရှင်မိမိ မတ်တရားလေးပါပဲလုံးလို့အမေတင်တာစမတ်တရားလေးပဲ ဘု လုံး ရားကန်းလေးကို မတ်တမဲ့လုံးလိုက်တဲ့ကုသိုလ်ကောင်းမှုတွေကမဖြစ်ဘူးလားဆိုဖြစ်တယ်ဒါပေမဲ့အားအနည်းဆုံး တပူရဲ့ချက်ပေါက် လုပ်ပြီးလို့သာကုသိုလ်ကံလို့ပြောလိုက်တာဖြစ်တယ်နော် ဆက်သွယ် သို့သောစိတ်ထဲမှာမတ်တရားမရှိဘူးအဲ့တော့ဘုရားက ဝိုင်းတရပူဟာ တည်တံလေးထားပြီးတော့ကိုယ်ဝဲတယ်ဆိုတော့ကိုယ်ကကောင်းမှုဆိုတဲ့အယူဆတော့မဟုတ်ပါဘူး ရှင်